တခါတော့ကတစ်တော်လေးတစ်ခုထဲမှာခွေးလေးဘူဘူနဲ့ကြောင်လေးမီမီဆိုတဲ့တငယ်ချင်းနှစ်ယောက်ရှိတယ်သူတို့နှစ်ယောက်လုံးကအမြဲတမ်းအတူကစားပြီးအရန်ချစ်ကြတယ်တနေ့မှာတော့မိုးကြီးကြီးရွာလာပြီးတောထဲကလမ်းတွေကဆိုးဆွတ်သွားတယ်အဲ့ဒီအချိန်မှာငှက်ကလေးတစ်ကောင်ကအပင်ပေါ်ကနေလေကြောင့်ကျသွားပြီးလက်လေးတစ်ဖက်နာသွားတယ်မီမီကမြင်လိုက်တော့ဘူဘူဒီငှက်လေးကိုကူညီရမယ်လို့ပြောလိုက်တယ်ဘူဘူကချက်ချင်းလာပြီးငှက်လေးကိုတေချာစောင့်ရှောက်ပေးတယ်သူတို့နှစ်ယောက်ကငှက်လေးကိုမိုးမဆိုအောင်တိရွက်တွေနဲ့လေးလေးနက်နက်အိမ်ငယ်လေးတစ်လုံးတီးပေးလိုက်တယ်မီမီကတော့အစာလေးတွေရှာပြီးငှက်လေးကိုကျွေးတယ်ဘူဘူကတော့သူ့ဘေးမှာထိုင်ပြီးမကြခင်ကောင်းလာမယ်နော်လို့အားပေးတယ်နေ့တွေကုန်ပြီးနည်းနည်းကြာလာတော့ငှက်လေးကပြန်လဲကျန်းမာလာပြီးပြန်နိုင်လာပြီးငှက်လေးကအယမ်းပျော်ပြီးကျေးဇူးတင်ပါတယ်မင်းတို့မရှိရင်ငါမကောင်းနိုင်ဘူးလို့ပြောတယ်ဘူဘူနဲ့မီမီကပြုံးပြီးတငယ်ချင်းတွေဆိုတာအခက်ခဲရှိရင်ကူညီပေးရတာပဲလို့ပြန်ပြောကြတယ်အဲ့ဒီနေ့ကစပြီးသူတို့၃ယောက်ဟာအမြဲတမ်းတစ်ယောက်ကိုတစ်ယောက်ကူညီပြီးပုံမချစ်ခင်ကြသွားတယ်ဒီပုံမြင်လေးကပေးတဲ့သင်ခန်းစာကအကူအညီပေးခြင်းကတငယ်ချင်းတွေကြားကိုပုံမခိုင်မာစေတယ်